ဒီနေ့မုံကုန်းမူပေါင်းလေးပေါင်းစားပါတယ်။ပါဝင်ပစ္စည်းလေးတွေလည်းပြထားပြီးရနော်။ဂျူးမြင့်ဂျူးရွက်ရယ်မုံကျွတ်ကျွတ်လေးရယ်ပဲပုတ်ထောင်းရယ်ဆန်မုံရယ်ကျက်သွန်ပြူကျက်သွန်နေချင်းလေးတွေနဲ့စားကျက်သားမုံလေးနဲ့ထည့်ပြီးတော့နေပါတယ်။အဲ့လိုနေလို့တမသွားရင်ရေလေးနည်းနည်းထည့်ပြီးတော့မပြစ်မကျဲလေးဖြော်ပါတယ်။ဖြော်ပြီးရင်ဖက်လေးတွေကိုရေတွေစီးပြီးမှပေါင်းထားပါတယ်အဲ့ဒါပြီးရင်ဖက်လေးတွေမှာထည့်ပြီးတော့လူလေးထုတ်ပါတယ်ပြီးရင်ပေါင်းထဲမှာအကုန်လုံးထည့်ပြီးတော့နိုင်ဝက်လောက်ပေါင်းရပါတယ်ဒီလိုလေးထည့်ပြီးတော့နိုင်ဝက်လောက်ပေါင်းမယ်နော်နိုင်ဝက်လောက်ပေါင်းပြီးဆိုရင်ချက်ပါပြီအားလေးတွေကိုကျက်သွန်ဖြူချော်လေးနဲ့ငရုတ်တီးချော်လေးနဲ့ကျက်သွန်ပီစီချက်လေးနဲ့စားပါတယ်ဒါလေးတွေကသူများမှထားပေးတာကိုလုပ်ပေးတာပါ